ဒါလေးကလင်းရအရန်ကောင်းတဲ့ CW ကီးကျင်းနေနော်ဒီကောင်လေးကကျွန်တော်လက်မှာတစ်လက်မကျော်တယ်နော်ကျွန်တော်တေချာတိုင်းနှစ်လက်မကျော်လောက်ရှိလိမ့်မယ်နော်သူရဲ့ site လေးပြောပြတာဒီကောင်ကကျွန်တော်တို့တိုက်စီအာသင်ပေါင်းနေလာတယ်နောက်မှာကျွန်တော်စကူတွေသုံးလို့ရတယ်စကူတွေဘယ်လိုသုံးလဲဆိုဒီကနေတွန်းထုတ်လိုက်မယ်ဟိုကလည်းအပြားစတားပါတယ်ဒီမှာထည့်ပြီးတော့ကျွန်တော်တို့လှည့်လို့ရတယ်နော်ကျွန်တော်ကိုလိုချင်တယ်အသေးသုံးလေးတွေပေါ့နော်ပြီးရင်ဒီမှာ indicator မီးပါတယ်ကျွန်တော်တို့အာသင်ရင်ကျွန်တော်တို့ indicator မီးလေးပြတယ်နော်အဲ့တော့ဒါလေးတိုက်စီနဲ့အာသင်ပြမယ်နော်အစိုးပြသူ့ဈေးနှုန်းနားမှာဆိုတော့ကျွန်တော်ဓမီတက်လက်သုံးမဲ့စာကျွန်တော်တို့ကားပေါ်မှာဆိုရင်ကျွန်တော်တို့ဒါလေးစောင့်လာတာပို့အဆင်ပြေမယ်နော်အဲ့ဒါနော်ဒါဆိုရင်သူမီလုံးလေးလုံးအားပြင်းဒီမီလုံးလေးလုံးထိရောက်မယ်နော်ဒါဆိုအားတဝက်နီးနီးလောက်ရှိတယ်ဆိုတဲ့သဘောပေါ့နော်ပြီးရင်ဒါလေးကိုဖြုတ်မယ်ကျွန်တော်မီးလေးစမ်းပြမီးရလေတော်တော်လင်းနေဗျာနော်ဒီလိုမျိုးသူက COV မှဒီရှေ့ကမှန်မလို့ခုံးနေဆိုတော့တော်တော်လေးလင်းနေပြီးရင်ဒါအလင်းအမိန်ပြီးရင်ဒါအဖြူကိုအလင်းအမိန်ပြီးရင်ဒါအဝါမီးဝါကိုအလင်းအမိန်ပြီးရင်ဒါမီးနီနော်မီးနီကိုမီးနီရယ်ပြီးရင်မီးနီကိုမှမိတ်တုံလာ SOS ပေါ့နော်ဒါလေးရမယ်နော်သူကမီး3မျိုးပါမယ်နော်မီးနီရယ်မီးဝါရယ်မီးဖြူရယ်နော်နောက်ပြီးတော့နောက်ဘာသုံးလို့ရလဲကျွန်တော်ဒီမှာပလင်းဖောက်တန်နေနဲ့သုံးလို့ရမယ်ဒါမှန်ခွဲတာဖြစ်သုံးလို့ရမယ်နောက်ပြီးဒီကောင်ကဘာလဲဆိုတော့ကျွန်တော်တို့ဒီကောင်ကကျွန်တော်တို့နက်တွေပေါ့နော်နက်တွေကိုဒီလိုလှည့်ဖြုတ်တာဒီမှာကဒီမှာနက်ရှိတယ်ဆိုတော့နက်ကိုဒီလိုမျိုးပြန်ဒီထဲထည့်ပြီးတော့နက်ကိုဖြုတ်တာပေါ့နော်နောက်ဒီမှာကီးချင်းချိတ်ကိုကီးချင်းလေးပါမယ်နော်ကျွန်တော်ရိုးကီးချင်းတွေအထက်ဆိုင်ဒီကီးချင်းလေးကပို့ပြီးအသုံးဝင်တယ်လို့ခေါ်အောင်ပါပေါ့နော်ဒီကောင်လေးကဈေးနှုန်းက12000ပဲရှိတယ်နော်တော်တော်အဆင်ပြေတယ်ဟုတ်ဒါလေးပါအားလုံးပဲကျေးဇူးပါဗျ